မိလိုက်တော့လူတစ်ပိုင်းမြင်းတစ်ပိုင်းမှန်သိပြီမြဲ Frankie ပြောင်းလိုက်တဲ့ပုံကပြောင်းပြန်ရင်ဖြစ်နေခဲ့ပါတယ် Frankie ကရှေ့ချမ်းပဲဆက်ရုံမို့နောက်ကိုမထွက်ပဲရှေ့ကိုထွက်တာဖြစ်ပြီးယထာဆက်ကောင်ထိတ်မှထိုင်နေတဲ့လူစီကလည်းသူတို့ရှေ့မှာရေပေါ်ယထာကိုမြင်နေရပြီလို့ပြောပြီးမြဲအဲ့ဒါက Puffin တို့မဟုတ်ပဲစန်းကြီးတို့ဖြုတ်ထားခဲ့တဲ့အတွဲ6နဲ့ခုံဖြစ်နေလို့အဲ့ပေါ်မှာစန်းကြီးတို့သာပိုင်ဝေတိုင်းမိမှာစိုးရိမ်မိကြကြပါတယ်ဘရိတ်လဲသုံးမရတာကြောင့်လူစီကပဲအထဲကို rocket နဲ့ဝင်သွားပြီးစန်းကြီးရှိလားဥစွပ်လား Frankie လားလိုက်အော်နေလို့ရေတပ်သားတွေနဲ့အစိုးရလူတွေနဲ့ဒီကောင်ကကောက်ရုံအထုပ်လူစီနဲ့တိသွားကြပါတယ်ဒါပေမဲ့တနက်နဲ့ဝိုင်းပြတော့လေကြည်မတိုးတဲ့အတွက်ရုံရုံတည်းဖြစ်နေကြတော့လူစီကဒီပေါ်မှာသူတို့လူတွေမပါတဲ့အကြောင်းအချက်ပြလိုက်တဲ့ဇီရိုကိုပါခုတ်ပြလိုက်လို့အော်ပြောလိုက်ပါတယ်သူ့ကပ်တဲ့ခိုင်းတာကိုချက်ချင်းလက်ခံလိုက်တဲ့ဇီရိုကလည်းရှေ့ဆုံးကိုထွက်လာပြီးသူဇက်တိုက်လေ့ကျင့်နေခဲ့တဲ့အတန်တွေကိုနားထောင်တဲ့နီလန်နဲ့ဒါနချောင်းစတိုင်ရုရှားမိုးကိုတုံးကပိုင်းချလိုက်တော့ rocket man နဲ့မထိခင်ယထာထွေးကနှစ်ချမ်းပြတ်သွားရပါတယ်ဇီရိုကြောင့်အန်နီရဲ့ကီကီနဲ့ရှေ့ကိုဆက်လာနိုင်ခဲ့တာကြောင့်ဒီလိုမကောင်းဆိုးအင်အားနဲ့လူကကပ်တိန်မဟုတ်ပဲ